အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ထာဝရလက်တွေ့ကြတော်တမန်ကျမ်းစာဆိုတဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ကျမ်းချက်များဖြင့်ဒုတိယလေ့လာဆင်ခြင်ကြမှာဖြစ်တယ်တမန်ကျမ်းစာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကလူတွေအတွက်ရေးထားတာဒီနေ့ခေတ်နည်းပညာနဲ့ရှုပ်ထွေးတဲ့လူနေမှုစနစ်မှာကျမ်းစာတွေကစီးမြင်တွေပုံမြင်တွေကလက်တွေ့မကျဘူးအသုံးဝင်ဘူးဆိုတဲ့ဆွဆွဲချက်ကိုခြေပပေးမှာဖြစ်ပါတယ်ဒီစိန်ခေါ်ချက်ခါခေတ်မီလူသားကခေတ်နောက်ကျနေတဲ့စာအုပ်ဟုသတ်မှတ်ခြင်းကိုကင်တွယ်ရမှာဖြစ်တယ်ဒီဆွဆွဲချက်ကိုဖြည့်ရှင်းရမှာတမန်ကျမ်းစာသည်မိသည့်ခေတ်ကာလနည်းပညာရည်ကြည်မှုအတွက်မဆိုပြည့်စုံလုံလောက်ပြီးတော့လက်တွေ့ကျတဲ့လမ်းညွှန်ချက်ဖြစ်ကြောင်းကိုခြေပပေးမှာဖြစ်တယ်ဒါကြောင့်တမန်ကျမ်းစာရဲ့လက်တွေ့ကျမှုနဲ့အသုံးဝင်မှုနဲ့ပတ်ကိုနားလည်ဖို့အတွက်ဆွဆွဲချက်ကတော့တမန်ကျမ်းစာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကလူတွေအတွက်ရေးထားတာဒီနေ့ခေတ်နည်းပညာနဲ့ရှုပ်ထွေးတဲ့လူနေမှုစနစ်မှာကျမ်းစာတွေကစီးမြင်တွေပုံမြင်တွေကလက်တွေ့မကျဘူးအသုံးမဝင်ဘူးဆိုတဲ့ဆွဆွဲချက်တွေပဲဖြစ်ပါတယ်ဒါကြောင့်အဓိကခြေပရန်ကျမ်းချက်ကတော့နှစ်တိ36မှာကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသည်ဖြစ်၍တုန်တင်ခြင်းဆုံးမခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းဖြောင့်မတ်ခြင်းတို့ရောက်စေသောတုန်တင်ခြင်းတို့၌အကျိုးရှိ၏ဆိုတဲ့ကျမ်းစာရဲ့အာဏာနဲ့ရည်ရွယ်ချက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ထာဝရလက်တွေ့ကျသောတမန်ကျမ်းစာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကျွန်တော်တို့ဟာ AI နည်းပညာနဲ့ရှုပ်ထွေးမှုတွေပြည့်နေတဲ့21ရာစုမှာနေထိုင်ကြပါတယ်လူတွေကမေးကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကရေးထားတဲ့စာအုပ်ကဒီလိုခေတ်ကြီးမှာဘယ်လိုလုပ်အသုံးဝင်နိုင်မှာလဲဆိုတဲ့မိကုန်းတွေပဲဖြစ်ပါတယ်တရားမျှတမှုလူစိတ်တဘောအချစ်အမုန်းစားတဲ့လူတွေရဲ့အခြေခံပြဿနာတွေကခေတ်ကာလအလိုက်ပြောင်းလဲသွားပါသလားကျွန်တော်တို့ရဲ့ဖြေရှင်းချက်ကတော့တမန်ကျမ်းစာဟာလူသားရဲ့အခြေခံပြဿနာဖြစ်တဲ့အပြစ်ဒုက္ခသိခြင်းနဲ့ဘုရားသခင်ရဲ့သဘောထားတို့ကိုကင်တွယ်ထားတဲ့အတွက်ကြောင့်ထာဝရတန်ဖိုးရှိပြီးတော့ခေတ်တိုင်းအတွက်လုံးဝပြည့်စုံလုံလောက်ကြောင်းကိုခြေပပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာအမှန်တရားဖြစ်တိဆောက်ခြင်းကိုပြုပေးမှာဖြစ်တယ်။အခြေခံမပြောင်းလဲသောအရာများပုတ်သွင်းခြင်းရွယ်ချက်နဲ့ပြည့်စုံလုံလောက်တဲ့အာမခံချက်၃ခုဖြစ်ရှင်းလင်းစွာပြောပြပေးမှာဖြစ်တယ်။ဒါကြောင့်အစစ်တစ်နေနဲ့မပြောင်းလဲသောအခြေခံအမှန်တရားများဒါကြောင့်အစစ်နှစ်နေနဲ့ကျမ်းစာမှုတ်သွင်းခြင်းလက်တွေ့ကျတဲ့ရွယ်ချက်အစစ်သုံးနေနဲ့စုံလင်စွာပြည့်စုံလုံလောက်တဲ့အာမခံချက်အင်္ဂလိပ်ဖြစ်ဒီကုန်းချုပ်ခြင်းဆိုတဲ့အချက်တွေကိုပိုင်းခြားလေ့လာဆင်ခြင်ကြမှာဖြစ်တယ်။ဒါကြောင့်အစစ်တစ်နေနဲ့မပြောင်းလဲသောအခြေခံအမှန်တရားများနဲ့ပတ်သက်ပြီးတော့စာလံ139:89မှာအိုးထာဝရဘုရားကိုတော်ရဲ့နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌ထာဝရတည်ပါ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုရဲအဓိပ္ပာယ်ကတမန်ကျမ်းစာရဲ့စီးမြင်များလက်တွေ့မကျဘူးဟုဆွဆွဲခြင်းဟာလူသားရဲ့သဘောတဘာဝမပြောင်းလဲဘူးဆိုတဲ့အချက်ကိုလစ်လူရှုခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်လူသားရဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကလူတွေဟာလည်းမာနလောဘရန်ညှိုးစိတ်ပြက်အားငယ်မှုစတဲ့ပြဿနာများနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ယနေ့ခေတ်စမတ်ဖုန်းသုံးသည့်ဖြစ်စေလှဲစီးသည့်ဖြစ်စေလူသားရဲ့နှလုံးသားကအပြစ်ရှိနေစေပဲဖြစ်ပါတယ်။ဒါကြောင့်ထာဝရတန်ဖိုးနဲ့ပတ်သက်ပြီးတော့ကျမ်းစာကလူနှလုံးသားရဲ့အခြေအနေအပြစ်ကိုဖြေရှင်းနေတဲ့ဘုရားသခင်၏သဘောထားတို့ကိုဖော်ပြထားပါတယ်။ဤရာများသည်ခေတ်နဲ့အညီပြောင်းလဲသွားနိုင်တဲ့အချက်လက်များမဟုတ်ပဲထာဝရအမှန်တရားများဖြစ်ပါတယ်။ဒါကြောင့်အစစ်နှစ်အနေနဲ့ကျမ်းစာမှုတ်သွင်းခြင်းဤလက်တွေ့ကျတဲ့ရွေးချက်ကိုနားလည်ဖို့အတွက်အဓိကကျမ်းချက်ဖြစ်တဲ့နှစ်တိ36မှာကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသည်ဖြစ်၍တုန်တင်ခြင်းဆုံးမခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းဖြောင့်မတ်ခြင်းတို့ရောက်စေသောတုန်တင်ခြင်းတို့၌အကျိုးရှိ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုတဲ့အဓိပ္ပာယ်ကကျမ်းစာရဲ့ရွေးချက်ကတမိုင်းကြောင်းကိုဖော်ပြဖို့တတ်မဟုတ်ပါဘူး။၎င်းသည်လက်တွေ့ကျတဲ့ဘဝလမ်းညွှန်ချက်ကိုပေးဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်လက်တွေ့၄မျိုးနဲ့ပတ်သက်ပြီးတော့ကာကြီးအနေနဲ့တုန်တင်ခြင်းကျွန်ုပ်တို့ဘာယုံရမယ်ဆိုတာကိုသိရှိစေတာဖြစ်တယ်။ခါခွေးအနေနဲ့ဆုံးမခြင်းကျွန်ုပ်တို့ဘာမှားနေတယ်ဆိုတာကိုပြသခြင်းပဲဖြစ်တယ်။ဂါငီနဲ့ဖြောင့်မတ်စွာပြုပြင်ခြင်းမှန်ကန်တဲ့လမ်းကိုဘယ်လိုပြန်လျှောက်ရမယ်ဆိုတာကိုပြသခြင်းဖြစ်တယ်။ဂါကြီးအနေနဲ့ဖြောင့်မတ်ခြင်းတို့ရောက်စေသောလမ်းညွှန်ခြင်းမှန်ကန်တဲ့လမ်းပေါ်မှာဘယ်လိုဆက်လျှောက်ရမလဲဆိုတာကိုလေ့ကျင့်ပေးခြင်းပဲဖြစ်တယ်ဆိုတဲ့လက်တွေ့၄မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ခေတ်မီပြဿနာများနဲ့ပတ်သက်ပြီးတော့ယနေ့ခေတ်အလုတ်ကျင့်ဝတ်လူဆက်ဆံရေးငွေကြေးစီမံခန့်ခွဲမှုစတဲ့ကိစ္စရပ်အများအတွက်အခြေခံနည်းအများကိုကျမ်းစာကရှင်းလင်းစွာပေးထားတယ်လို့နားလည်ရမှာဖြစ်တယ်။ဥပမာယူသားမှုလုံလဝရိယရှိမှုတွေပဲဖြစ်ပါတယ်။ဒါကြောင့်အစဉ်သုံးနေနဲ့စုံလင်စွာပြည့်စုံလုံလောက်ခြင်းရဲ့အာမခံချက်ကိုနားလည်ဖို့အတွက်အဓိကကျမ်းချက်ဖြစ်တဲ့နှစ်တိ39မှာဘုရားသခင်၏လူသည်စုံလင်၍ကောင်းသောအကျင့်အပေါင်းတို့ကိုပြုစုခြင်းအလို့ငါအပြည့်စုံဖြစ်စေရန်လို့ကျမ်းစာကပြုပြင်ပေးတယ်လို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့်ဆိုလိုတဲ့အဓိပ္ပာယ်ကကျမ်းစာဟာခက်မမီတော့ဘူးလို့ဆိုတဲ့ဆွဆွဲချက်ခါမှားယွင်းပါတယ်ကျမ်းစာရဲ့ရွေချက်မှာယုံကြည်သူကိုအပြည့်အစုံပြင်ဆင်ပေးဖို့ပဲဖြစ်ပါတယ်ဒါကြောင့်စုံလင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျမ်းစာဒီကျွန်ုပ်တို့ကိုသိရှိဖို့လိုအပ်တဲ့အရာခတ်သိမ်းအတွက်ပြည့်စုံလုံလောက်ပါတယ်၎င်းဒီကျွန်ုပ်တို့ကိုကောင်းသောအကျင့်အပေါင်းကိုပြုစုပေးဖို့အတွက်အပြည့်အစုံပြင်ဆင်ပေးနိုင်တယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်လက်တွေ့အသုံးဝင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝကိုအမှန်တကယ်လက်တွေ့ကြပြောင်းလဲဖို့အတွက်ဤပညာစာအုပ်များမဟုတ်ပဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလိုအပ်တယ်လို့ဟေဘရဲ4:7မှာဖော်ပြထားပါတယ်ဒါကြောင့်ဧဝံဂေလိဖြင့်ဒီကုန်းချုပ်ခြင်းကိုနားလည်ဖို့အတွက်မိတ်ဆွေတို့တမန်ကျမ်းစာဟာခက်မမီတော့တဲ့စာအုပ်ဟောင်းမဟုတ်ပါဘူး၎င်းဒီထာဝရဘုရားသခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်သင်ရဲ့ဘဝကဤပညာကြောင့်မပြောင်းလဲနိုင်ပါဘူးနှုတ်ကပတ်တော်ကိုဖတ်ရှုခြင်းဖြင့်အသက်တာကိုပြောင်းလဲပါဒါကြောင့်ကျွန်ုပ်အနေနဲ့သင်ကိုတိုက်တွန်းလိုပါတယ်သင်ရဲ့ရှုပ်ထွေးလှတဲ့ဘဝပြဿနာတွေအတွက်လက်တွေ့ကျတဲ့ဖြေရှင်းချက်ကိုရှာဖွေနေပါသလားသင်ရဲ့အသက်တာကိုပြည့်စုံလုံလောက်စွာပြင်ဆင်ပေးနိုင်တဲ့တမန်ကျမ်းစာကိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ယုံကြည်ပါကိုယ်တော်ကိုယုံကြည်ခြင်းအဖြစ်သင်သည်ဘဝရဲ့ရှုပ်ထွေးမှုများကိုရင်ဆိုင်ဖို့အတွက်အကောင်းဆုံးသောလမ်းညွှန်ချက်ကိုရရှိပါလိမ့်မယ်လို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာထာဝရလက်တွေ့ကျသောတမန်ကျမ်းစာဆိုတဲ့အကြောင်းကိုနားလည်ပြီးတော့ဘုရားသခင်ပြုလုပ်ပေးတဲ့ကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်စေဖို့ရန်ကြံ့ချက်များဖြင့်ပေါ်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။